ကိုစံထေးကြီးကအသက်ကြီးတော့ကြာမှသူ့ကိုဝါထာကာလာတာဆိုပြီးတော့သမတတ်သူပပျောက်ရေးဆိုပြီးတော့တင်ပြီးတော့သူပြောတဲ့စကားလေးသဘောကျတယ်ဟာဒီရွယ်ကြီးကြာမှကွာတဲ့ငါစာသင်းနေငါစာတက်ရက်ကြီးနဲ့တေးရတော့မှာပေါ့ဆိုသူပြောသလိုပဲစဉ်းစားကြည့်တော့လေသူပြောတဲ့အဖြောင်တွေးလိုက်တာပေါ့နော်အဲ့ဒီကိုစံထေးကြီးကစာမတက်ဘူးဒါပေမဲ့ तू ကဘာဖြစ်လဲစေနာကောင်းတယ်သူများကနေတယ်ပြီးတော့မှဒီဥစ္စာဒီလိုကောင်းတယ်ကိုစံထေးကြီးဟိုဥစ္စာဟိုလိုကောင်းတယ်ကိုစံထေးကြီးဆိုရင်ပြောသမျှအကုန်လိုက်လုပ်တယ်သူကလူတွေကိုလည်းပဲစေနာလည်းကောင်းတယ်သူများပြောသမျှတွေကိုအကုန်ယုံတတ်တဲ့ကိုစံထေးကြီးပေါ့အဲ့ကိုစံထေးကြီးအကြောင်းကိုကျွန်တော်ပြောပြအောင်မယ်သူကရိုးသားတယ်ကြိုးစားတယ်ကိုလုံးမကိုစားရတာပါကွာငါတို့ဘဝကတော့ဆိုပြီးတော့မှသူကရွာပြင်မှာထွက်ပြီးတော့သူ့ရဲ့ခြံထဲမှာသူတော်ထဲမှာသူကကြက်တွေမွေးတယ်ဟိုးအရင်တော့ပေါ့အဲ့လိုကြက်တွေမွေးတဲ့ခါကျတော့အဲ့ဒီသူ့ခြံနဲ့မလန့်မကန်းမှာသူကရွာအပြင်ကိုအားနေပြီးတော့သွားတဲ့ပတ်လန်းပေါ့နော်အဲ့ဒီလမ်းမကြီးရှိတယ်အဲ့လမ်းမကြီးပေါ်မှာတရက်ကြတော့သူကလှန့်လှန့်မြင်နေရတာဂျပန်ကြီးဒါဂျပန်ခေတ်တုန်းကတော့ဂျပန်ကြီးတယောက်ကဓာကြီးကိုလွယ်ပြီးတော့သူကအဲ့မှာလမ်းလျှောက်တယ်တခါတလေကြာရင်သူကမြင်းစည်းတယ်ပေါ့နော်အဲ့လိုမြင်းစည်းတဲ့ခါကျသူအဲ့ဒါကြီးကိုလှန့်လှန့်ပြီးသဘောကျပြီးတော့သူကြည်နေတာကြည်နေတဲ့အချိန်မှာလူတယောက်ကရောက်လာပြီးတော့ဟိုမှာတဲ့ကိုစံတေးခင်ဗျာအဲ့ဂျပန်ကြီးကိုမြင်လားပေါ့နော်မြင်နေကွာပေါ့နော်ဂျပန်ကြီးအဲ့ဂျပန်ကြီးကကြက်သားစားခြင်းလို့တဲ့ခမားစီကိုနေပြီးတော့အဲ့ဒါကြက်လာတောင်းခိုင်းလိုက်တယ်ဗျလို့ပြောတာဟုတ်လားပေါ့နော်အဲ့ဆိုလဲကွာတကောင်ဖမ်းသွားပေါ့တကောင်ဖမ်းသွားအဲ့နဲ့နောက်နေ့တွေလည်းပဲအဲ့လိုပဲဂျပန်ကြီးကတခါတလေကြာရင်လမ်းလျှောက်တယ်တခါတလေကြာရင်မြင်းကြီးစီးပြီးတော့အဲ့လမ်းမကြီးပေါ်မှာသွားတယ်အဲ့လူတယောက်ကရောက်လာတယ်အဲ့ဂျပန်ကြီးကကြက်တကောင်တောင်းခိုင်းလိုက်လို့ဆိုပြီးတော့ကြက်တကောင်ဖမ်းသွားတာအဲ့ဒီလိုနဲ့နေတိုင်းဖမ်းသွားရတာတရက်ကြတော့ तू ကဘာပြောတော့ဆိုတော့သူ့ရဲ့စကားပေါ့နော်ကျွန်တော်တို့ဘက်မှာဆိုလို့ရှိရင်တော့စကားပုံတော်ဖြစ်နေတာ तू ပြောလိုက်တဲ့စကားလေးကတကယ်သနာစရာကောင်းတယ်မင်းတို့ဘိုးကြီးကိုကြောလိုက်ပါတွားတဲ့တုံမီတဲ့ तू ကတကယ်တော့စကားနည်းနည်းရှက်ခင်တိုတာပေါ့နော်အဲ့တော့ तू ပြောတဲ့စကားကျွန်တော်တို့ဘက်မှာအခုဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ပေးတယ်နောက်မပေးနိုင်တော့ဘူးဆိုလို့ရှိရင်မင်းတို့ဘိုးကြီးကိုကြောလိုက်ပါတွားတုံမီလို့အဲ့လိုမျိုးစကားပုံဖြစ်နေတာပေါ့နော်အဲ့ဒီကနေတက်ပြီးတော့နောက်ဘာလုပ်တုံးဆိုတော့အဲ့ဒီတုန်းကသူ့လက်ထဲမှာဂျပန်ခေတ်တုန်းက तू ကဒီကြက်ကလေးတွေကလည်းကုံသွားပြီအဲ့လိုစုထားတဲ့ပတ်စံလေးက15ချက်ရှိတယ်အဲ့ဒီခေတ်တုန်းက15ချက်ဆိုတာတော်တော်လေးတော့တန်တာပေါ့နော် तू ကမစားရမတောက်ရနဲ့အဲ့လိုမျိုးအဲ့ပတ်စံလေး15ချက်က तू ကဘာပြောတုံးဆိုသူများတွေပြောတယ်လို့ပဲဒါကြီးကမြန်မာပြည်တိုးတက်ကြောင်းအတွက် तू လှူဖို့ရဆိုပြီးတော့ तू ကစုထားတာသူ့မှာကဘာမှလည်းမရှိဘူးလူပြိုကြီးပေါ့နော်လူပြိုကြီးဆိုတဲ့ခါကျတော့ဘာမှသုံးစရာမရှိဘူးအဲ့တော့ဂျပန်ကြီးကလည်းနေတိုင်းပဲသူ့ဘာသူအဲ့လမ်းလေးတိုင်းအဲ့လိုမြင်းလေးစီးလိုက်လမ်းလျှောက်လိုက်နဲ့ပတ်နေတော့သူကလည်းပဲအဲ့လိုမျိုးလာပြီးတော့တောင်းရင်းနဲ့ကြက်ကကုံသွားတော့ခုနပြောတယ်လို့ပေါ့မင်းတို့ဘိုးကြီးကြောလိုက်ပါတော့တုံမီဆိုတာကိုလူတွေကမရဘူးဘာလို့တုံဆိုတော့ထက်လူချင်းလာတော့သူ့မှာဝက်တွေပါတွေကြတော့တက်ရတာပြောရတာမလွယ်တဲ့ခါကျဒီစုထားတဲ့မြန်မာနိုင်ငံတိုးတက်ဖို့လူမဲဆိုပြီးစုထားတဲ့ပတ်စံလေး15ချက်ကိုလိုချင်တာအဲ့15ချက်ကိုဘယ်နာထားမှမသိဘူးမသိတော့သူ့စီကိုအဲ့လိုလိုင်းနဲ့တည့်ရကြတော့လူနှစ်ယောက်ကလာတဲ့ပြီးသူ့ကိုဓမြတိုက်ရောတယ်နော်ဓမြတိုက်တဲ့ခါကျတော့ကဲ तू ကတော့တက်ချင်လက်တက်ဖြတ်ချင်လက်ပြဒီပတ်စံတော့မပေးဘူးဆိုပြီးတော့နေတဲ့ခါကျတော့ဟိုကဟာတွေကသူ့ကိုရိုက်ပြီးတော့ယူပြီးတော့ရှာပြီးတော့လူသွားရောတယ်လူသွားတဲ့ခါကျတော့ तू ကလိုက်တာပေါ့နော်ဒရိုလေးနဲ့သူ့ဓမာလေးနဲ့ तू အဲ့ဒီသူ့အသက်တဲ့ဒီ15ချက်ကပိုရေးကြီးတယ်ဆိုပြီးလိုက်တဲ့ခါကျတော့တဲ့အဲ့ဒီနှစ်ယောက်ကဘာလို့တော့ရွာအဲ့ဒီဂျပန်ကြီးသွားတဲ့လမ်းကွာလဲလမ်းစုံလဲရောက်တော့မြင်းတကောင်နဲ့တယောက်ကဟိုဘက်ကိုသွားတယ်မြင်းတကောင်နဲ့တယောက်ကဘယ်ဘက်ကိုချိုးသွားပြီတယောက်ကညာဘက်ကိုချိုးသွားတော့သူပြောတဲ့စကားဒါကျွန်တော်တို့ဘက်မှာဂုတိပေါ့နော်ဒီစကားလေးကတော်တော်လေးလည်းပဲခုချိန်တီအောင်သုံးလို့ရနေသေးတယ်ခုဆိုရင်အဲ့စကားနဲ့တော်တော်လေးကိုပဲဒါလိုက်လျောညီတွေဖြစ်လို့ကျွန်တော်ကဒီပုံမြင်လေးကိုပြောတာပုံမြင်မဟုတ်ပါဘူးဗျဒါကျွန်တော်တို့ဘက်မှာတကယ်ကိုပါအဲ့မှာ तू ပြောလိုက်တဲ့စကားကအဲ့ဓမာလေးနဲ့အဲ့လမ်းစုံလေးမှာထိုင်ပြီးတော့ तू ကငိုးနေတာတဲ့ဟိုလမ်းလိုက်ရမို့ဒီလမ်းလိုက်ရမို့ဆိုပြီးတော့ပြောရရင်တော့ဟိုလမ်းလိုက်ရမလို့ဒီလမ်းလိုက်ရမလို့နဲ့ငိုးနေရတာခုကျွန်တော်တို့တွေရဲ့ဘဝတွေကလည်းအဲ့ဒီကိုစံထေးကြီးဖြစ်နေတာကျွန်တော်တို့တွေကအခုဟိုဘလန်လိုက်ရမို့ဒီလန်လိုက်ရမို့ဖြစ်နေပြီဗျာနော်ကျွန်တော်တို့တွေကပေးတယ်ဟိုဂျပန်ကြီးနဲ့မြန်မာနိုင်ငံကြီးတိုးတက်ဖို့ရလွတ်လပ်ရဖို့ရအတွက်ဆိုတဲ့ပြီးတော့တနေ့တကောင်ဟိုကိုမစားရမတော့ရကိုဘွားတွေပါအကုန်လုံးရင်းပြီးတော့ပေးတယ်
မင်းတို့ဘိုးကြီးကြောလိုက်ပါတွာတုံပြီဆိုလည်းမရဘူးခုကဘယ်လိုဖြစ်နေတုံးဆိုတော့ကျွန်တော်တို့တွေရဲ့အညာမှာရှိနေတဲ့လူတွေရဲ့ဘဝတွေကကိုစံထေးကြီးဖြစ်နေတာဗျသိလားနိုင်ငံကြီးတိုးတက်ဖို့ရာအတွက်ဆိုပြီးတော့ဟိုပေးရှိသမျှဟာတွေအကုန်လုံးပေးဘဝတွေရောအကုန်လုံးပေးနေတာအဲ့တော့ဟိုဂျပန်ကြီးစီရောက်လာဆိုဂျပန်ကြီးစီလည်းမရဘူးဂျပန်ကြီးကသူ့ဘာသာသူတွားနေတာလာနေတာအဲ့ဂျပန်ကြီးလည်းမရဘဲနဲ့ဂျပန်ကြီးနာမည်လွဲသုံးစားလုပ်ပြီးတော့နေတိုင်းလာပြီးတော့ယူနေတဲ့ကျွန်တော်တို့ကြက်ချံကလည်းကုန်သွားပြီတကယ်ကိုနောက်ဆုံးတွေးလို့ရှိရင်လူကိုယ်တိုင်လှူပါမယ်ဆိုတဲ့ပတ်စံလေး15ချက်ပါအခုကဓမြတိုက်ခံလိုက်ရပြီအဲ့ဒီတော့ကျွန်တော်တို့ကလိုက်မယ်ဆိုဘယ်သူမှလည်းပဲကိုယ်ကိုကူညီမဲ့လူမရှိဘူးဘယ်လန်းလိုက်လို့လိုက်ရမှလည်းမသိတော့ဘူးကျွန်တော်တို့ဘဝတွေကဟိုလန်းလိုက်ရမို့ဒီလန်းလိုက်ရမို့ဖြစ်နေပြီနော်အဲ့ဒီတော့ဂျပန်ကြီးကလည်းသူ့ဘာသာသူဘယ်မှာမှလည်းမသိကျွန်တော်တို့ဘဝတွေခုလည်းပဲကျွန်တော်တခုပြောချင်တာကဘုံနဂါးကိုဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောကြတာသူ့ဘာသာသူစစ်ကောင်စီတော့အလင်းမဲ့ဝင်အမှောင်မဲ့ဝင်ပေါ့နော်ဒါကတော့ဟိုကိုနေပြောသလိုပေါ့ကိုနေပြောသလိုဆိုကျွန်တော်တို့ကတော့အဲ့လိုပြောတဲ့လူတွေကိုဟာဆိုပြီးတော့ဟာတိုက်ပြီးတော့ပဲရည်နေဖို့ပဲရှိတယ်ထားပါတော့သူတို့ပြောသလိုဝင်တယ်ပဲထားပါအောင်တော့စဉ်းစားကြည့်လေကိုနဲ့တူတိုက်ပါမယ်ဆိုပြီးတော့မှမိဘလှုပ်ထားတဲ့လူကရန်သူထက်စိုးနေပြီးတော့ကိုကိုတတ်ဖို့ရအမုံကျိတ်ဖို့ရလုံနေတယ်ဆိုရန်သူကကိုကိုရိုက်ဖို့နှက်ဖို့လောက်ပဲလုံမယ်ဒီလူကအမုံကျိတ်မယ်တက်ပြင်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်မလို့ကဲဘယ်ကိုရွေးမလို့ဒီတိုင်းကြီးတော့ဟေးငါတို့ကတော့ဒါကတော့မိတ်ဆွေပဲမို့လို့မိတ်ဆွေပဲအသက်ခံမယ်ဆိုပြီးတော့လုံးမလားဘယ်ဟာမိတ်ဆွေဘယ်ဟာရန်သူတော့နိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူးဗျသိလားအဲ့ဒီတော့ခုလုံရက်ကအင်အားထောင်နဲ့ချီပြီးတော့လာပြီးတော့တိုက်သွားတယ်ဆိုတာကဘာအတွက်တုံးလို့ပြောလိုက်လို့ရှိရင်အဓိကကတော့နေမြေလူတာပဲနော်နေမြေလူတယ်ပြီးတဲ့ခါကျတော့နောက်ကနေပြီးတော့အင်အားတွေနဲ့ပေးထားလို့မို့လို့ဒီလိုဖြစ်လာတာနောက်တစ်ချက်ကကျွန်တော်ဒီမှာပြောထားတယ်လို့ပဲသူ့မှာမှားတဲ့အချက်တစ်ချက်ပဲရှိတယ်အဲ့မှားတဲ့တစ်ချက်ကဘာလဲဆိုရင်သူကဒီလောက်အကုန်လုံးကနေတယ်ပြီးမှခိုးဆိုလူနိုင်အကုန်လုံးဟိုလှုပ်စားနေပြည်သူပေါ်မှာမျက်နှာမူတယ်လို့အကြောင်းပြပြီးတော့မှလှုပ်စားနေတဲ့လူတွေထဲမှာသူကအကုန်လုံး live လျောညီထွေမနေတဲ့အတွက်ကြောင့်မို့လို့ကြီးတွေထဲမှာသူတကောင်နဲ့ဖြူနေလို့သူကဝိုင်းစိတ်ခံရတာလို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျွန်တော်တို့ကတော့သူမားသည်ဖြစ်စေမှန်သည်ဖြစ်စေခုကကျွန်တော်တို့ကလမ်းစုံရအောင်နေပြီကိုစံထေးကြီးလိုပဲဓမာလေးဘေးချပြီးတော့ဟိုလန်းလိုက်ရမို့ဒီလန်းလိုက်ရမို့နဲ့ငိုနေဖို့ပဲရှိတော့တယ်ကြက်ချံလဲကုန်ပြီပတ်စံလဲကုန်ပြီအဲ့ဒီကိုစံထေးကြီးကိုစားမတက်ဘူးဒီလိုမျိုးဆိုတော့ကကြာလူတယောက်တနာတာပေါ့နော်တနာတော့နွားချောင်းသားကနေသူ့နာမည်လေးတော့ရေးရအောင်ဆိုတင်ပေးတာပေါ့ထောင်းဝန်ဘဲကရေးရတာနည်းနည်းခတ်တယ်ဆိုတဲ့ပြီးနွားချောင်းသားကသူ့ကိုထောင်းဝန်ဘဲနဲ့ထေးမနေနဲ့ဗျာထားစင်တူးနဲ့ထေးဆိုပြီးတော့ထားစင်တူးနဲ့ထေးတဲ့စံထေးဆိုပြီးတော့သူ့ကိုရေးတင်ပေးထားတာသူ့နာမည်လေးရေးတဲ့အောင်ပေါ့နော်နောက်ပိုင်းကျတော့တမမှာသူ့နာမည်နဲ့တွားပြီးတော့သူတို့တန်းစီတဲ့ခါကျတော့သူကရေးထားတာတဲ့ရေးထားတဲ့ခါကျတော့သူ့နာမည်လည်းမခေါ်ဘူးဆိုပြီးတော့သူကနေတယ်ပြီးတော့ဗောနော်တွားပြောတာကျုပ်ဗျာဆရာရဲ့ဗောနော်အစကတည်းကနေရောက်နေတာကျွန်တော်လူတွေလည်းကုန်ပါပြီကျွန်တော်ဘာလို့မခေါ်တာတော့ကျုပ်ကဘာလို့မခေါ်တာတော့လို့မိတော့ခဲ့ဟာခမရဘသူတုံးဆိုကျုပ်ကစံတေးဆိုအော်ဒီမှာကျုပ်တို့ကအော်နေတာဗျာစံ600ဆိုတာခမရလားလို့ဆိုရတဲ့ထားစင်တူးကိုရေးတာမရေးတော့ထားစင်တူကကွဲနေတော့စံ600ဖြစ်နေတာပေါ့ဗျာ။အော်စံ600